မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုတတိယဖို့လို့ဒီကနေ့ခေတ်တော့ဂုဏ်တော်ပွားတယ်ဆိုတဲ့အခါမှာပတိစိတ်ပြီးတော့ဂုဏ်တော်ပွားကြတာလည်းရှိတယ်ပေါ့ပတိစိတ်တဲ့အခါမှာဘုရားရဲ့ဂုဏ်တော်ကိုစိတ်ကရောက်ဖို့ရအမြဲတမ်းအရေးကြီးတယ်ပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့ပတိလုံးနဲ့ပတိအရေးအတွက်ဘက်ကိုစိတ်ရောက်နေတယ်ဆိုရင်ဂုဏ်တော်နဲ့ဝေးကွာနေတတ်သေးတယ်နော်ခဏပဲစိတ်ရောက်အရေးအတွက်ပဲကိုယ်တိုင်တော့မမြင်ဘူးကြားတာကြားဘူးလားမန္တလေးဖရာကြီးထဲမှာ84,000ပရိစိတ်တဲ့လူတွေရှိတယ်လို့ပြောတယ်အဲ့ဒီနာပရိစိတ်ရင်တတိထားပေါ့သူကပရိကိုလက်ညှိုးပတ်ပြီးတော့ရမ်းနေတာလို့ပြောတယ်နော်ပရိကိုလက်ညှိုးပတ်ပြီးတော့ရမ်းလိုက်တာအနန္တလူတွေမှန်လိုက်ရင်တော့မသက်တာဘူးအဲ့ဒါပရိကိုလက်ညှိုးပတ်ပြီးတော့ရမ်းနေတာဆိုလို့ရှိရင်နော်84,000ခဏရပါမှာနော်အဲ့လိုစိတ်တဲ့လူလဲရှိတယ်လို့ပြောတယ်အဲ့တချို့လဲပြင်းပြင်းနဲ့ဆွဲချပြီးတော့စိတ်တဲ့လူလဲရှိတယ်ကိန်းကနန်းကိုပဲရှေ့တန်းတင်ပြီးတော့ပရိစိတ်ကြတယ်ပေါ့အဲ့ဒီပရိစိတ်တာကိုပဲသမထအလုတ်ဆိုပြီးတော့လုပ်ကြတဲ့ပုဂ္ဂိုလ်တွေလည်းရှိတာဘာပဲဖြစ်ဖြစ်လုပ်တယ်ဆိုလို့ရှိရင်မှန်မှန်ကန်ကန်လုပ်ဖို့တော့လိုအပ်တာပေါ့မမှန်မှန်ကန်လုပ်ရတဲ့ဟာကောင်းကျိုးချမ်းသာပေးတော့လည်းပဲမှန်မှန်ကန်ကန်ကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးမှန်ကန်တဲ့နီလန်ဘယ်ဟာပဲဖြစ်ဖြစ်နီလန်ကြကြစနစ်ကြကြ systematically လို့ခေါ်တယ်တဘာဝကြကြလုပ်တတ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒီလိုတဘာဝမကြတဲ့ပရိအပတ်ရည်ကြည့်ပြီးတော့ဗုဒ္ဓနုတ္တိလုံးလို့ရတော့သိပြီးတော့အကျိုးတရားတွေလုံလောက်အောင်ရမယ်မဟုတ်ဘူးဒါတွေကအရေးအတွက်ခဏန်းနေပေါ်မှာမူတည်ပြီးလာလို့တချို့ကြတော့ပရိတောင်မကင်တော့ဘူးတာလီခဏန်းပေါင်းဆက်ကလေးနဲ့ခဏန်းဆက်ကလေးနဲ့ဆွဲပြီးတော့လှုပ်နေတာနော်ဘယ်နှပတ်ရပြီတို့ဘယ်နှခုရပြီနဲ့ဆိုပြီးတော့ခဏန်းပဲအာယုံပြုတ်ပြီးတော့စိတ်နေတာမျိုးလည်းရှိဘယ်နှခါရဘာမှလုပ်เสียမလို့နော်1000ရမှ2000ရမှ3000ရမှမှတ်เสียမှမလို့တာဖះကိုအာယုံပြုတ်တယ်ဆိုတာအာယုံပြုတ်နေရင်ပြီးတာပဲအာယုံပြုတ်ဖို့လို့တာဖះကိုအာယုံမရောက်တော့ပဲနဲ့ဘယ်အာယုံရောက်နေတော့ဆိုအရေးအတွက်ဘယ်နှပတ်ရှိသွားပြီလဲဘယ်နှပတ်ရှိသွားပြီလဲတနေ့ကိုမှတ်မယ်ဂုဏတော်ပရိ9000ပြည့်အောင်စိုက်မယ်ဆိုရင်အခုဘယ်နှပတ်ရှိသွားပြီလဲဒါပဲကြည့်နေတာပြည့်သွားရင်သူကကိစ္စအေးသွားတယ်လို့ဒီလိုထင်နေတာအဓိကကတော့ကိုယ်စိတ်ဟာဘုရားဂုဏတော်ပေါ်မှာတတိတရားဆွဲဆွဲမြဲမြဲရှိနေဖို့ကပို့အရေးကြီးဆိုလိုတာဘာလို့မှန်ကန်ဖို့လိုတယ်လို့ဆိုလိုတာနော်ပြောတယ်ကြားဘူးတယ်စကိုင်းတောင်ရိုးမှာထုတ်ခေါင်ကြောင်ဆိုတာထုတ်ခေါင်ဆရာတော်ကြီးမင်းတို့မင်းကြီးလက်ထက်ကနာမည်ကြီးတဲ့ထုတ်ခေါင်ဆရာတော်ထုတ်ခေါင်ကြောင်ကနေပြီးတော့ကောင်းမှုတော်ဘုရားကြီးကိုသွားဖူးတဲ့အခါသူတပည့်တွေနောက်ကယောဂီတွေသီလရှင်တွေတန်ဃာတွေပါမှာပေါ့သွားတဲ့အခါထုတ်ခေါင်ကြောင်ကနေပြီးတော့ကောင်းမှုတော်ဘုရားသွားတာမေးလိုက်တယ်မေးတဲ့အခါဆရာတော်ကြီးကိုပြောကြတယ်တပည့်တော်ပရိဘယ်နှပတ်ရတယ်ဗျနော်ထုတ်ခေါင်ကြောင်ကနေကောင်းမှုတော်ဘုရားသွားဖို့တော့ပရိဘယ်နှပတ်ရတယ်ကျွတ်လည်းတပည့်တော်ဂုံတော်ပရိ1000ရတယ်2000ရတယ်1000ရတယ်နဲ့ရှောက်ကြထုတ်ခေါင်ဆရာတော်ကြီးအေးဗျာခမည်းတော်တော့တော်လိုက်ကြတာကျုပ်ဖြင့်တလုံးတောင်မနေရအောင်စိတ်ရတယ်လို့ပြောတယ်ဟုတ်တယ်လေတကယ်ဘုရားဂုံတော်ကိုစိတ်ရောက်မှအဲ့ဒါလို့မဟုတ်ရင်နင်ပြီးနင်ဆင်းပဲသွားမှာပဲလေပရိလုံးလေးတွေဆွဲပြီးတော့ချနေတာနင်ပြီးနင်ဆင်းနင်ပြီးနင်ဆင်းပဲနောက်ဆုံးမှာကိုယ်ပါဆင်းရမယ့်ပုံစံမျိုးဖြစ်လာနော်